လူသားတွေတိဆောက်ထားတဲ့မြို့တွေနိုင်ငံတွေယဉ်ကျေးမှုတွေအားလုံးပျောက်ကွယ်သွားပြီးနောက်မှာတော့ဆက်ရှိနေမဲ့အရာတစ်ခုရှိတယ်ဆိုရင်ယုံမလားအဲ့ဒါကရှေးဟောင်းအဆောက်အုံတစ်ခုမဟုတ်ပါဘူးကြောက်တုံးကြီးတစ်ခုလည်းမဟုတ်ပါဘူးဒါကတော့လူသားတွေဖန်တီးခဲ့တဲ့အန္တရာယ်အရှိဆုံးပစ္စည်းတွေကတစ်ခုဖြစ်တဲ့ Plutonium 239 ပါကျွန်တော်တို့လူသားသမိုင်းကိုကြည့်မယ်ဆိုရင်ယဉ်ကျေးမှုကြီးတွေပေါ်လာခဲ့တယ်အင်ပါယာကြီးတွေတိဆောက်ခဲ့တယ်ပြီးတော့တစ်ချိန်မှာပျောက်ကွယ်သွားခဲ့ကြတယ်အီဂျစ်ပီရမစ်တွေတောင်2000ပေါင်းများစွာသာရပ်တည်နိုင်ခဲ့တာပါဒါပေမဲ့ Plutonium 239 ကတော့လူသားယဉ်ကျေးမှုတစ်ခုထက်တောင်အစပေါင်းများစွာပိုရှည်တဲ့အချိန်ထိတည်ရှိနိုင်ပါတယ်ဒါဆို Plutonium 239 ကဘယ်လောက်တောင်အသက်ရှည်တာလဲဒီနေရာမှာသိထားရမယ့်စကားလုံးတစ်ခုကတော့ half life ပါ half life ဆိုတာကရေဒီယိုသတ္တိကြွပစ္စည်းတစ်ခုရဲ့ပမာဏဟာမူလပမာဏရဲ့တဝက်အထိလျော့ကျဖို့လိုအပ်တဲ့အချိန်ကိုဆိုလိုပါတယ် Plutonium 239 ရဲ့ half life က24,100 နှစ်ခန့်ရှိပါတယ်ဆိုလိုတာကဒီနေ့မှာ Plutonium 239 ကို 100% ရှိတယ်ဆိုရင်နှစ်ပေါင်း24,100 ကြာပြီးတဲ့အခါ 50% ကျန်ရှိနေအောင်ပါနောက်ထပ်24,100ထပ်ကြာရင် 25% ကျန်ရှိနေပါလိမ့်မယ်ပြီးတော့ဒီလိုပဲအချိန်ကြာဆက်လက်လျော့ကျသွားမှာဖြစ်ပါတယ်ဒါဆို Plutonium 239 အများစုပျောက်ကွယ်ဖို့ဘယ်လောက်ကြာမလဲခန့်မှန်းအားဖြင့်နှစ်ပေါင်း2,400,000 ခန့်ကြာပြီးမှသာမူလပမာဏရဲ့ 99.9% ကျော်ပျက်စီးသွားနိုင်ပါတယ်ဒါပေမဲ့အလွန်သေးငယ်တဲ့ပမာဏတွေကတော့ဒီထက်တောင်ပိုရှည်တဲ့အချိန်ထိဆက်ရှိနေနိုင်ပါတယ်စဉ်းစားကြည့်ပါဒီနေ့ကျွန်တော်တို့နေတဲ့မြို့တွေနိုင်ငံတွေဘာသာစကားတွေနောက်နှစ်ပေါင်း24,100အကြာမှာဘလို့ဖြစ်နေမလဲဘယ်သူမှမသိနိုင်ပါဘူးလူသားမျိုးဆက်တွေအချိန်ချင်းပြောင်းလဲသွားနိုင်ပါတယ်ဒါပေမဲ့ဒီနေ့ထုတ်လုပ်ထားတဲ့ Plutonium 239 အချို့ကတော့အနာဂတ်လူသားတွေအတွက်ဆက်ရှိနေပါလိမ့်မယ်ဒါကြောင့်ဒီပစ္စည်းဟာအရေးကြီးတာပါ Plutonium 239 ဟာနျူကလ িয়ার တပ်ပေါင်းဖိုတွေနျူကလ িয়ার လက်နက်တွေနဲ့ဆက်နွယ်နေတဲ့ပစ္စည်းတစ်ခုဖြစ်ပါတယ်ဒါကြောင့်ဒီလိုသက်တမ်းရှည်တဲ့ပစ္စည်းတွေကိုသိမ်းဆည်းဖို့ဆိုရင်နှစ်အနည်းငယ်အတွက်မဟုတ်ပဲနှစ်ပေါင်းထောင်ချီအထိစဉ်းစားရပါတယ်စကြဝဠာရဲ့အချိန်တိုင်းတာနဲ့ကြည့်ရင်နှစ်ပေါင်း2,400,000ဆိုတာအလွန်တိုတောင်းတဲ့အချိန်တစ်ခုပါဒါပေမဲ့လူသားသမိုင်းအတွက်တော့ဒါဟာမယုံနိုင်လောက်အောင်ရှည်လျားတဲ့အချိန်ကာလတစ်ခုဖြစ်ပါတယ်လူသားတွေဖန်တီးခဲ့တဲ့အရာတစ်ခုကလူသားယဉ်ကျေးမှုတွေထက်တောင်ပိုကြာရှည်နိုင်တယ်ဆိုတာအံ့ဩစရာမဟုတ်ဘူးလားဒီလိုအာကာသနဲ့သိပ္ပံအကြောင်းစိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာတွေကိုသိချင်ရင် Astroverse ကို follow လုပ်ထားဖို့မမေ့ပါနဲ့